အခုတော့ကြည့်ရတာကျမရဲ့အမလည်းဒီလိုဝက်ချက်ကိုတည်သွားပြီထင်ပါရဲ့တယောက်ယောက်ကကျမကိုစားအဝေးစီနေရဲကိုတွားပေးခြင်းနေဆိုတော့ဒါကတကယ်ကိုအကောင်းဆုံးကိစ္စပါပဲအမကတော့နင်ဘယ်လိုလုပ်ရဲတာလဲနင့်လိုအောက်တန်းကြတဲ့မရင်ငယ်သမီးကငါ့ကိုတောင်အကြံစီနဲ့လုပ်ရဲတယ်ပေါ့နင့်ကိုတရားလုပ်ဖြစ်မယ်လို့ကျင်းသွားနေတယ်မရင်ငယ်သမီးဖြစ်တော့ဘာဖြစ်လဲမရင်ငယ်သမီးကလည်းသူ့ထက်ပိုကောင်းအောင်ကိုအသက်ရှည်အောင်နေပြနိုင်ပါတယ်လို့ကျမတွေးလိုက်တယ်။နိုင်ဆိုင်လိုက်တာဆိုတဲ့အတန်နဲ့အတူရုတ်တရက်ပေါ်လာတဲ့မိဖုရားကြီးကအမဖြစ်သူရဲ့ယူသွနေတဲ့လုပ်ရက်ကိုတားဆီးလိုက်ပါတယ်။ကျမလည်းမျက်ရည်တွေနဲ့မိဖုရားကြီးစီအကူအညီတောင်းလိုက်တယ်။တာမန်ပြန်အန်းကျင်ရတော်လေးကနန်းဆောင်မှာလာရိုင်းဆိုင်ရတဲ့အတွက်ဖမ်းချုပ်ဖို့မိဖုရားကြီးကအမိန့်ပေးလိုက်တာနဲ့လူတွေပြေးထွက်လာပြီးကျမနဲ့အမကိုခွဲထုတ်လိုက်ကြတယ်။မိန်းမဆိုးကအမရဲ့လက်မောင်းနှစ်ဖက်ကိုလိန်ချိုးပြီးအကျဉ်းသားတယောက်ကိုဖမ်းဆီးတယ်လို့မျိုးဖမ်းချုပ်ထားလိုက်တယ်။အဲ့ဒီအချိန်မှာအမကမိဖုရားကြီးကိုရှောက်တင်စရာရှိကြောင်းနဲ့ဒီနန်းတွင်အစီကံကျမရဲ့ရုပ်အစ်စ်ကဒါမဟုတ်ပဲမိဖုရားကြီးနဲ့မင်းကြီးကိုအမြဲလိမ်လည်နေခဲ့တာဖြစ်လို့တေးရန်ပေးတင်ကြောင်းပြောဆိုပါတယ်။ကြိုတင်ပြင်ဆင်ထားတဲ့ဆေးရည်ကိုထုတ်ယူကကျမမျက်နှာကိုပြင်းပြင်းထန်ထန်ပတ်လိုက်ပါတော့တယ်။အဲ့ဒီဆေးရည်ကတာမန်ဆေးရည်မဟုတ်ပဲလူရည်ပြားမျက်နှာဖုံးကိုပွာကျစေနိုင်တဲ့ဆေးရည်ပါ။ဘလောကလုံးမှာနှစ်ပလင်းလေးရှိပြီးတရေသမားတော်ကကျမတို့ကိုပေးထားခဲ့တာဖြစ်ပါတယ်။တရေသမားတော်ကမျက်နှာဖုံးကိုတက်ပေးတော့ကဆေးရည်နဲ့ထိပြီးပွာကျသွားတာနဲ့ပြန်တက်ဖို့မလွယ်တော့ဘူးလို့ထပ်တလဲလဲမှာထားခဲ့ပြီးပဲ။အခုတော့အမကအဲ့ဒီဆေးရည်နဲ့ကျမမျက်နှာကိုဖျက်ဆီးဖို့လုပ်နေခဲ့တယ်။ကျမမျက်နှာချက်ချင်းဆိုသလိုနည်းနည်းပြောင်းလဲသွားပြီးလူရည်ပြားမျက်နှာဖုံးကအစွန်းတွေကနေလိမ့်တက်လာတယ်။ကျမလည်းလက်နဲ့ပြထားပြီးတစ်ချိန်တည်းမှာပဲမျက်နှာပေါ်ကဆေးရည်တွေကိုပေါ်ဝါနဲ့တုပ်ပစ်လိုက်ပါတယ်။ဒီလိုလုပ်နေတဲ့အချိန်မှာကျမလုံးဝမလို့ပဲအထိတ်တလန့်ဖြစ်မှုမျိုးလုံးဝမရှိခဲ့ပါဘူး။အမကသာကျမထက်ပိုပြာရာခတ်နေပုံရပြီးကျမမျက်နှာဟာမျက်နှာတူကြီးဖြစ်ကြောင်းအော်ပြောကညှဉ်းပန်းနှိပ်စက်ရေးဌာနကိုခေါ်သွားခိုင်းဖို့တောင်းဆိုနေတယ်။ဒါပေမဲ့မိဖုရားကြီးကသူ့စကားကိုနားမထောင်ပဲကျမကိုမျက်တောင်မခတ်တန်းစိုက်ကြည့်နေပါတယ်။ကျမလည်းမိဖုရားကြီးကိုအယိုသေးပေးလိုက်ပြီးဒါဟာကျွန်တော်မျိုးမအရင်ကပြောခဲ့မှုတဲ့လုပ်ဖြစ်ပညာဖြစ်ကြောင်းမေယိုကြီးတာအလိုရှိနေဆိုရင်ညီတို့အပေါ်မှာမဆိုဆက်လက်အသုံးပြုပေးနိုင်ကြောင်းရှောက်တင်လိုက်တယ်။တခြားလူတယောက်ရဲ့ရုပ်သွင်းကိုပြောင်းလဲနိုင်မယ်ဆိုရင်မျက်နှာသာရဖို့နဲ့အာနာလူဖို့ဆိုတာလွယ်လွယ်လေးဖြစ်တာမို့မိဖုရားကြီးကစိတ်လှုပ်ရှားစွာနဲ့လက်ခုပ်တီးလိုက်ပြီးကျမကိုသူ့ရဲ့ကိုယ်ရေးကိုယ်တာအကြီးကဲနန်းတွင်အစီကံဖြစ်ခန့်လိုက်ပါတော့တယ်။မဖြစ်သူကကျမကိုဖျက်ဆီးဖို့တက်တေတွေယူလာခဲ့ပေမဲ့အဲ့ဒီအစားမိဖုရားကြီးရဲ့ရှေ့မှာကျမပိုပြီးမျက်နှာသာရသွားစေလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ပါဘူး။ကျူးကျော်ဝင်ရောက်လာတဲ့အမကိုအကြီးအကျယ်ဒေါသထွက်သွားပါတော့တယ်။မိဖုရားကြီးရဲ့ဒေါသကြောင့်အမဖြစ်သူကမျက်ရည်တွေကျရင်ဒူးထောက်ကအသက်ချမ်းသာပေးဖို့တောင်းပန်နေရတယ်။အရင်ကလည်းသူဒီလိုမျိုးပဲဒူးထောက်ပြီးတောင်းပန်ခဲ့ဘူးလေ။ကျမအမဘေးကိုသွားလိုက်ပြီးမျက်ရည်တွေနဲ့ကြောက်လန့်နေတဲ့သူ့မျက်နှာကိုကြည့်ပါ။အမအိမ်မက်ဆိုးတွေပြန်လဲအသက်ဝင်လာတဲ့အရာသာဘယ်လိုနေလဲဆိုတိုးတိုးလေးမေးလိုက်ပါတယ်။နောက်ဆုံးမှာတော့မြန်အမင်းသားကဝင်ပါလာပြီးပြန်ခေါ်သွားလို့အမအသက်ဘေးကလွတ်သွားခဲ့တယ်။ဒါပေမဲ့မင်းသားဆန်အိမ်ကိုပြန်ရောက်ပြီးတဲ့နောက်မှာမင်းသားရဲ့ဒေါသကိုသူခံနိုင်ရရှိမရှိကတော့နောက်တစ်ကိစ္စပေါ့လေ။အဲ့ဒီနောက်မိဖုရားကြီးကကျမကိုလက်ရက်ခေါ်ပြီးရုပ်ဖြတ်ပညာနဲ့မင်းကြီးရဲ့မျက်နှာမျိုးလုပ်ပေးနိုင်မလားလို့မေးပါတယ်။ကျမလည်းအစွမ်းကုန်စူးစမ်းပေးပါမယ်လို့ကတိပေးလိုက်တယ်။ကိစ္စပြီးသွားရင်စုကြီးကြီးပေးမယ်လို့မိဖုရားကြီးကမိန့်ပါတယ်။မိဖုရားကြီးရဲ့မိခင်ဘက်ဆွေမျိုးတွေကအာနာကြီးမလို့မင်းကြီးကအာနာထိန်းမိဖို့အတွက်သူ့ကိုနှစ်တွေအများကြီးကိုယ်ဝင်မရအောင်လုပ်ထားခဲ့တာပါ။သူ့စိတ်ထဲမှာမကျေနပ်မှုတွေရှိနေတာကြားပြီးဆိုတာရောရဲတင်းတဲ့အစီအစဉ်တချို့ရှိနေတာကိုပါကျမသိထားတယ်။ကျမကလည်းအသက်ရှင်ဖို့အတွက်သူနဲ့လေတစည်းတဲ့အတူစီးဖို့ဖိအားပေးခံခဲ့ရတာပါ။ဒါပေမဲ့ဒါကကျမလိုချင်တဲ့အရာမဟုတ်ပါဘူး။နန်းတွင်းမှာအစီကံကြီးကဲမလုပ်ချင်ဘူး။ကျမလွတ်လပ်ချင်တဲ့နန်းတော်ကနေထွက်သွားချင်တဲ့ဒီရွယ်ချက်ကိုရောက်ဖို့အတွက်ကျမအမရဲ့အကူအညီလိုအပ်သေးတဲ့အတွက်ညနေချိန်မှာရန်မင်းသားရဲ့စံအိမ်လေးကိုအတန်တစ်ဖက်စီပဲတိတ်တဆိတ်ဝင်သွားခဲ့ပါတယ်။တွန်းတွန်းချင်းချင်းနဲ့ကျင်ရတော်ရဲ့အဆောင်ကိုရှာတွေ့ခဲ့ပေမဲ့အခန်းထဲမှာဘယ်သူမှမရှိပါဘူး။ကျမစာအုပ်စင်ပေါ်ကခလုတ်ကိုနှိပ်လိုက်တော့ကျန်းမြင်ကအောက်ကိုကျသွားပြီးတိုးဝက်လန်းတစ်ခုပေါ်လာတယ်။အဲ့ဒီအထဲကမှရန်အန်းကျင်ရတော်ရဲ့တကယ်နေအိမ်စစ်ပါ။အော်တန်ဒီကျဲလုံးရင်တခြားသူတွေတီးသွားမှာဆိုလို့ရန်အန်းမင်းသားကလူတွေကိုမြောက်ထဲမှာပဲအမြဲဖွက်ထားလေးရှိတယ်။ပေါ်မှာအမာရွတ်နဲ့လူရည်ပြားမျက်နှာဖုံးတစ်ခုတင်ထားတာကိုကျမသတိထားမိလိုက်တယ်။အဲ့ဒါအမကိုယ်တိုင်ရွေးထားခဲ့တဲ့အမာရွတ်နဲ့မျက်နှာပဲလေ။ဆေးရည်သုံးပြီးမျက်နှာဖုံးကိုခွာကထွက်ပြေးဖို့စူးစမ်းနေတာလားလို့အမကိုကျမပြုံးပြီးမေးလိုက်တယ်။ဒီဝိရန်နဲ့ဘာလာလောက်တာလဲလို့မေးတဲ့အခါကျမကအမကိုလာကူညီတာဖြစ်ကြောင်းပြောလိုက်တယ်။ပြီးတော့မြန်အန်းမင်းသားကအမကိုပထမဆုံးအကြိမ်မြင်ချင်းမှာဘာလို့စွတ်လို့တေချာပေါက်ခေါ်ခဲ့တာလဲလူမားသွားမှာကိုဘာလို့မကြောက်ခဲ့တာလဲဆိုတာကိုမေးလိုက်တယ်။လူရည်ပြားပေါ်ကမာရွတ်ကိုကိုင်ရင်ကျမတိုးတိုးလေးပြောလိုက်ပါတယ်။ဒီမာရွတ်ကစွရဲ့မျက်နှာပေါ်မှာသူကိုယ်တိုင်ရေးဆွဲခဲ့တာမို့လို့ပဲတရေသမားတော်ရဲ့လူရည်ပြားမျက်နှာဖုံးတွေကတေသွားတဲ့သူတွေရဲ့မျက်နှာကနေခွာယူထားတာတွေပါ။ဒါအမဟာစွမဟုတ်ဘူးစွရဲ့မျက်နှာကိုခိုးထားတဲ့တကူလေးပဲဆိုတာကိုမင်းသားကသိနေခဲ့တယ်။အမမျက်နှာစစ်ကိုပြလိုက်ရင်တော့သူကအမကိုလွတ်ပေးမှာမဟုတ်ဘူး။သူကစွကိုအဲ့ဒီလောက်ချစ်တာစွရဲ့မျက်နှာကိုခိုးထားတဲ့တကူတယောက်ကိုအသက်ရှင်ခွင့်ပေးပါမလား။ငါမဟုတ်ဘူး။ငါတကူမဟုတ်ဘူးလို့အမကညင်းပေမဲ့နင်ကငါရဲ့ဘဝကိုခိုးယူခြင်းလို့ဒီမျက်နှာကိုအလူရက်လိုချင်ခဲ့တာဖြစ်ကြောင်းကျမတုံ့ပြန်လိုက်တယ်။လောကမှာလူရည်ပြားမျက်နှာဖုံးကိုခွာချနိုင်တဲ့စေးနှစ်ပလင်းပဲရှိတာကိုအမကကျမကိုခေါ်ထုတ်ဖို့နဲ့အမရဲ့မျက်နှာစစ်ကိုပြဖို့အတွက်တပလင်းကိုသုံးပစ်လိုက်ပြီးအခုကျမလက်ထဲမှာနောက်ဆုံးတပလင်းကျန်သေးတယ်။အငယ်ရဲ့မျက်နှာနှစ်ခုစလုံးကိုအမကအရင်ရွေးချယ်ခဲ့တာပဲ။အလှကိုအရင်ရွေးပြီးမှအယုတ်ဆိုးတာကိုရွေးခဲ့တာလေ။အခုအယုတ်ဆိုးတာကိုသုံးလို့မရတော့ဘူးဆိုတော့အမဒီလှမျက်နှာကိုစမ်းကြည့်ချင်လားလို့မေးလိုက်တယ်။ဒါလည်းစေးရည်ကကျမမျက်နှာပေါ်ကလူရည်ပြားမျက်နှာဖုံးရဲ့အစွန်းတွေကိုပြုံဝင်သွားစီပြီးကျမဖြည်းဖြည်းလေးဆွဲခွာလိုက်တယ်။အဲ့ဒီတိုင်းဒီမှာအလှဆုံးဖြစ်တဲ့မျက်နှာလေးကွာကျလာတဲ့အခါမှာတော့ကျမရဲ့မျက်နှာစစ်ကိုမြင်လိုက်ရတဲ့အမရဲ့နှလုံးတွေကအပြူသားဖြစ်သွားပါတော့တယ်။ပြီးတော့သူကမယုံနိုင်စွာနဲ့ရေရွတ်လိုက်ပါတယ်။နင်းမျက်နှာကဘာလို့ဒဏ်ရာတွေမရှိတာလဲ။နင်စိတ်မမိဘူးလားကျမကိုမျက်နှာကိုပြန်ဆန်းကြည့်ရင်သူမကိုဖြည်းဖြည်းချင်းရှင်းပြလိုက်ပါတယ်။ဘာလို့လဲဆိုတော့ကျမကစောစောစီးစီးကလေးကပြန်လည်မွေးဖွားလာခဲ့တာလေ။ငါဖြစ်သူကလူသားရေခွန်မျက်နှာဖုံးကိုရွေးချယ်ရမယ့်နေ့မှာပြန်လည်မွေးဖွားလာခဲ့ပေမဲ့ကျမကတော့မျက်နှာအလှမဖြက်စီးခံရခင်နေ့မှာပြန်လည်မွေးဖွားလာခဲ့တာပါ။တကယ်တော့ကျမတွေးခဲ့ဘူးပါတယ်။ရန်သူတွေဝင်တိုက်ခိုက်လာချိန်မှာအမကဒါကျမကိုသူ့ရှိကအကာအကွယ်အနေနဲ့ချက်ချင်းဆွဲမထားခဲ့ဘူးဆိုရင်ကျမပေါ်ဆက်ထားတဲ့အစိတ်ဖြေဆေးကိုသူ့ကိုဖဲပေးခဲ့မှာပါလို့ပေါ့။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကအမကအရင်ကအတိုင်းတကူကောင်းဆန်သေးပါပဲ။
ဒါနဲ့ပဲသူ့ရဲ့မယုံကြည်နိုင်ဖြစ်နေတဲ့မျက်လုံးတွေရှိမှတင်လှပတဲ့လူမျက်နှာအရေးခွန်ကိုသူ့မျက်နှာပေါ်ကျမအတင်းဖိကပ်ဖုံးအုပ်ပေးလိုက်ပါတယ်။ကျမကအစွမ်းကုန်ရုန်းကန်ခဲ့ပေမဲ့ခွန်အားသိမ့်မကြံတော့တဲ့အတွက်ကြည်နေနိုင်ုံပဲရှိပါတော့တယ်။အဲဒီနောက်တင်မဝတ်ထားတဲ့နန်းတွင်းအစီကံဝတ်စုံကိုချုပ်ပြီးအမကိုဝတ်ပေးလိုက်ပါတယ်။နင်ဒီမျက်နှာနဲ့မိဖုရားကြီးရဲ့ဖမ်းမိခြင်းကိုခံရတဲ့အခါကျရင်မင်းသားဆန်အိမ်မှာဘလောက်ပဲရှုပ်ထွေးနေပါစေကျမနဲ့မဆိုင်တော့ဘူး။ကျမကတော့ကျမရဲ့မျက်နှာအစစ်နဲ့နန်းတော်ရဲကထွက်သွားလို့ရပြီပေါ့လို့ပြောလိုက်ပါတယ်။အမခင်ဗျာရုန်းကန်လို့မရပဲမျက်ရည်တွေကျရင်ကျမအစီကံဝတ်စုံလဲပေးတာကိုငြိမ်ခံနေရရှာတယ်။ပြီးတာနဲ့ကျမလည်းကြိုတင်ပြင်ဆင်ထားတဲ့အဝတ်အစားတွေကိုဝတ်ဆင်ပြီးအသက်ရှူချက်စရာကောင်းတဲ့ဒီနန်းတော်ကြီးထဲကနေထာဝရထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ရက်အနေငယ်ကြတော့မိဖုရားကြီးကသူ့အနာကယုံကြည်ရဆုံးအစီကံကောင်းဆောင်ပျောက်သွားတာကိုသိသွားပြီးလျံအန်မင်းသားဆန်အိမ်မှာသွားတွေ့ပါတယ်။လျံအန်မင်းသားကလည်းမိဖုရားကြီးကကြီးကြုံပြီးမင်းသားဆန်အိမ်ထိတောင်ဝင်ပါနေတယ်လို့ယူဆခဲ့ပါတယ်။သူတို့နှစ်ယောက်ဖေးကြိုက်တယ်လို့ပြဿနာတက်ကြပြီးဘယ်သူမှလည်းအလျှော့မပေးခဲ့ကြပါဘူး။နောက်ဆုံးမှာတော့မင်းကြီးအမျက်ထွက်သွားပြီးမိဖုရားကြီးရဲ့တဆွေမျိုးလုံးကိုပိုင်ဆိုင်မှုတွေတင်စီကအဖြစ်ပေးခဲ့တယ်လို့လျံအန်မင်းသားကလည်းတာမန်အရက်သားအဖြစ်လျှော့ချပစ်ခဲ့ပါတယ်။ကျမကတော့ဆရာဖြစ်သူနဲ့အတူလောကကြီးထဲလှည့်လည်သွားလာရင်လူလောကမှာပျော်ပျော်ရွှင်ရွှင်နဲ့လူနာတွေကိုစိတ်ကူးတာပေးရင်ဘဝကိုအေးချမ်းစွာဖြတ်သန်းသွားခဲ့ပါတော့တယ်။